reaction video တွေဖန်တီးပြီးတော့ Facebook ပေါ်မှာရေရှည်ရက်တီလို့ရလားရေရှည်ပေါ့နော်ဝင်ငွေလမ်းကြောင်းတစ်ခုအနေနဲ့ရေရှည်သွားလို့ရလားပေါ့နော်ဒါလေးကိုကျွန်တော် share နေနဲ့မျှဝေပေးခြင်းနဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေတစ်ခုပါကျွန်တော်ထပ်ပြောပြပေးပါနော်ကျွန်တော်လည်းရင်တော့ reaction video ဖန်တီးတာပေါ့နော် reaction video ကမတူဘူးပေါ့နော်ကျွန်တော်ကတော့စာပေဟောပြောပွဲတွေတရားတော်တွေသင်တယ်တင်ပြီးတော့ reaction ဖန်တီးတယ်ပေါ့ဗျာကျွန်တော်တို့6လလောက်ကတော့ okay တယ်ဗျပတ်စံရတယ် content လည်းမရှားဘူး reaction video ဖန်တီးတာဆိုတော့ content မရှားဘူးပေါ့နော်ဒါကျွန်တော်တို့တရားတော်တွေရှားတယ်စာပေဟောပွဲလိုက်ရှာပြီးတင်တယ်များလာတယ်ဗျာ6လ9လကြာတော့ဗီဒီယိုပုတ်ရေကလည်းအရာကနန်းကဖြစ်လာပြီဗျာဗီဒီယိုပုတ်တွေကလည်းများတယ်နောက်ကြတော့ဘယ်တရားကိုရှာလို့ရှာရမလဲမသိတော့ဘူးဘယ်စာပေဟောပြောကိုရှာလို့ရှာရမသိတော့ဘူးလမ်းကပျောက်လာပြီကုံလိုဖြစ်လာပြီပေါ့ဗျာကိုပိုင် content မှာမထုတ်တော့တာအခုလိုမျိုးနိုင်ငံရေးရှင်တွေရဆိုစာပေဟောပြောလေးလည်းမရှိဘူးတရားတော်တွေလည်းမရှိတော့ဘူးဆိုကျွန်တော်တို့ကတိုင်ပတ်သွားပြီဘာဖြစ်လို့ဒါတွေမရှိတော့ဆိုကျွန်တော်တိုင်ပတ်သွားပြီပေါ့နော်ထိုးနည်းသူပဲကျွန်တော်ရဲ့မြစ်က reaction video ဖန်တီးမဲ့ဆိုရင်လည်း reaction video ကသူများတင်လာမှာကျွန်တော်တို့က reaction တစ်ပုတ်ရမှာသူများကတည်းကတင်ရင်လည်းတင်မယ်မတင်ရင်လည်းမသိဘူးအခုနောက်ပိုင်းဆိုရင် Facebook က policy ကလည်းတော်တော်လေးကိုကျွတ်လာပြီဒါကြောင့်အဲ့လိုမျိုးသူများဗီဒီယိုကြီးပဲခိုးချဖို့ကိုကစဉ်းစားလာတာဗျအစကတည်းကအခုလေးတွေကခိုးချဖို့စဉ်းစားနေတော့နဲ့ဆိုရင်တော့ကျွန်တော်ရဲ့မြစ်ကတနေ့မဟုတ်တနေ့တော့ quick နဲ့ထိမှာပဲကျွန်တော်လည်းထိဘူးတယ်နော်ကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့အိုက်စာပေဟောပြောပွဲတွေတရားတော်တွေကျွန်တော်တင်လာတာfollower က3သိန်းကျော်လာပြီfollower 3သိန်းကျော်တော့လမ်းကလည်းပျောက်လာပြီတရားတော်တွေကလည်းမရှိတော့ကျွန်တော်ဘာထဖောက်လဲဆိုတော့အခုလိုမျိုး reaction video ပဲဗျာနိုင်ငံခြားဟာသားလို့မြန်မာဟာသားလို့ဒါမျိုးတွေကျွန်တော်တွေးလာပြီအခုကလည်းနည်းနည်းပါးပါးစကေးသိတယ်ပေါ့ဗျာဒါနဲ့ကျွန်တော်ချလိုက်ရောနိုင်ငံခြားပြည်တော်တစ်ပုတ်ကိုကျွန်တော်တင်တယ်တော့ view ကလည်း million ကျော်ဝမ်းသာသွားတယ်2မိနစ်3မိနစ်ပတ်စံကလည်းရလာတယ်ဒါနဲ့2လလောက်ကတော့ okay လိုက်သေးတယ်နောက်3လလောက်နေရော follower ကကျွန်တော်မှ9သိန်းကျော်လာတယ်9သိန်းနဲ့ကျော်တော့ bro တရက်သေးပဲတခါလဲအဝါပုံတွေပြပြီးတော့ပေးပါတခါလဲ line ပေါ်ကပျောက်သွားရော follower 9သိန်းကျော်ရှိတယ်နော်ဒါတနေ့နေ့တော့ရလိုက်တယ် automatic ပျောက်သွားတယ်ဘာကြောင့်ပျောက်လဲဆိုတော့ကျွန်တော်တို့တွေကတခြားသူရဲ့ video reaction video ကိုကျွန်တော်တို့ကဖန်တီးတာ reaction video ကလူကြိုက်များတယ် follower တွေ like တွေအရန်များတယ်များပြီးတော့ follower 9သိန်းကျော်လောက်မှကျွန်တော်ပေးပြီးပျောက်သွားတာဗျာ line ပေါ်ကပြောတာပတ်စံလည်းမရတော့ဘူးပျောက်သွားတော့ကျွန်တော်မှအိုးစားမွင်အိမ်မပြောတိုင်နေစပတ်တာပဲအဲ့ဒါကဆိုချိုးကဘာလဲဆိုအဲ့ reaction video ကတော့ copyright ဘလောက်ပဲလွတ်ပါတယ်ပဲပြောတနေ့မဟုတ်တနေ့ထိကိုထိတယ်နော်လုံးဝယူသုံးလို့မရတဲ့ဗီဒီယိုတွေလည်းရှိတယ်လုံးဝယူသုံးလို့ရတဲ့ဗီဒီယိုလည်းရှိတယ်ပေါ့နော်ကိုကကန်ကောင်းပြီးတော့ယူသုံးလို့ရနေတာတော့ပြဿနာမရှိဘူးအမြဲတမ်းသူများဟာကြီးပဲ like ယူဖို့စဉ်းစားနေတော့တနေ့မဟုတ်တနေ့ထိမှာပေါ့နော်ဒါကြောင့် follower 5 သိန်း million ချီလာမှဒီလိုမျိုးကြီးပေးပါပျောက်သွားတယ်ဆိုရင်တော့အခြေအနေမကောင်းဘူးပေါ့နော်ဒါကြောင့်ရေရှည်အတွက်ကတော့အားမပေးဘူးအဆင်မပြေဘူးကျွန်တော်အကြံပေးချင်တာကတော့ reaction video တွေကပတ်စံရှာလို့မရဘူးလားဆိုတော့ရှာလို့ရတယ်ကျွန်တော်ရဲ့မချက်ကကိုယ့်ကိုဆုံးဖြတ်ငါ reaction video တွေငါကိုယ်နဲ့ငါမဖန်သေးဘူးလူများဗီဒီယိုပဲယူဖန်တီးမှာရေရှည်အတွက်မရက်တည်ဘူးပြတ်သွားတဲ့နေ့ထားလိုက်နောက်တစ်ခုထပ်ဖွင့်မယ်ဆိုရင်တော့တယ်သွားလို့ရတယ်Facebook page တွေ YouTube channel ပေါ်ကျွန်တော်တို့ brand တစ်ခုအနေနဲ့တိစောက်ချင်တယ်ဆိုရင်တော့အခုလိုမျိုးကိုပိုင်ရုပ်ကိုပိုင်အတန်းကိုပိုင်ဗီဒီယိုကိုသိတာကိုတက်တာလုတ်ပြဒါဆိုရင်တော့ရေရှည်သွားလို့ရတနေ့မို့တနေ့ဗီဒီယိုတွေကပေါက်မှာဥမာဗျာတလောက်ကိုတယောက်အဲ့ဒီ reaction video ဖန်တီးတဲ့လူကတလောက်ဒေါ်လာ1000ရတယ်မိတ်ဆွေကကိုပိုင်ကွက်နဲ့ဖန်တီးပြီးတော့တလောက်100ရတယ်ဆိုရင်ဒီ100ကိုပဲကြည့်ပြလိုက်ဒီ100ကမိတ်ဆွေထာဝရရေရှည်သွားလို့ရတယ်ဒီတဲ့ follower တွေများလာမယ် like တွေအကုန်လုံးများလာမယ်ပေါ့ဗျာများလာမယ်ဆိုရင်ဒီတဲ့ပတ်စံကပိုးရဖို့ရှိတယ် reaction video ဖန်တီးတဲ့လူဒီရေရှည်အတွက်လုံးဝ100%မရပါဘူးကံကောင်းတဲ့ချိန်တွေပဲရတာပေါ့နော်အခုနောက်ပိုင်းဆိုရင် Facebook က policy ကလည်းအရန်ကိုမြင့်လာပြီဒါကြောင့် reaction video တစ်ပုတ်ယူသုံးမယ်ဆိုရင်ဥပမာကျွန်တော်ရဲ့ video ကိုမိတ်ဆွေကယူသုံးလိုက်မိတ်ဆွေယူသုံးတယ်ဆိုတာကိုကျွန်တော်ရဲ့အပိတ်မှာပဲဖြစ်အကောင့်မှာပြောနော်အခုဆိုရင်ယူသုံးလိုက်တယ်ဆိုတာကိုဒါကျွန်တော်တို့ copyright အနေနဲ့သိလာပြီသိလာဆိုရင်ကျွန်တော်ကဘာမှမလုပ်ဘဲနဲ့ကိုကသဘောကောင်းတဲ့ချိန်လေးပေါ့နော်သုံးပါစေငါ video တွေသုံးပါစေဆိုပြီးတော့ကျွန်တော်ကခွင့်ပြုတိုင်းတော့ပြဿနာမရှိဘူးကျွန်တော်ကစိတ်ပုတ်လာတဲ့ချိန်ဟာငါမကျင်းတဲ့ဘူးငါ video ယူသုံးတာသူကြတော့ view အများကြီးရတယ်ငါကြတော့ view နည်းနည်းရတယ်ဆိုရင်ပိုင်ရှင်ကစိတ်ဖောက်လာပြီးတော့ copyright တင်လိုက်ရင်ရိုး share လေးပလန်လောက်ပြတ်သွားတာပြဿနာမရှိဘူး3ပုတ်ယူ5ပုတ်လောက်ဖြစ်သွားရင် line ပေါ်ကပါတခါတည်းပျောက်သွားမယ်ပေါ့နော်ဒါကြောင့် reaction video ဖန်တီးတာကအဆင်ပြေလားဆိုရင်တော့ကျွန်တော်ပြောသလိုပေါ့နော်မိတ်ဆွေစဉ်းစားဖို့လိုတယ်အဆင်တော့ပြေတယ်အခုအချိန်မှာဗျာကျွန်တော်လည်း reaction video ဖန်တီးပြီးတော့ပတ်စံရှာနေတဲ့ page တွေရှိတယ်ဒါပေမဲ့ကျွန်တော်မမျှော်လင့်ဘူးရတော့ယူမယ်မရမြည်ဘူးဒီလိုမျိုးသဘောနဲ့ဖန်တီးတဲ့ page 3ခုရှိတယ်ကျွန်တော်လည်းဖန်တီးနေတာပဲဒါပေမဲ့လုံးဝခေါင်းထဲမှာသူတို့မထည့်ထားဘူးပြတ်သွားရင်နောက်တစ်ခုဖွင့်မယ်ဆိုတော့အတွေးနဲ့
ဗီဒီယိုတွေဖန်တီးပြီးတော့ရှာတာပေါ့နော်တကယ် official run နေတဲ့ page ကတော့9ခုရှိတယ်ဒါကတွေကတော့ထာဝရ contact ကောင်းကောင်းလေးတွေကိုယ်ပိုင် contact တွေဖန်တီးပြီးတော့ဒါပတ်စံရှာမယ်ဆိုပြီးတော့ဒီလိုမျိုးတည်တံ့ခွဲထားတာပေါ့နော်မိတ်ဆွေလည်းဒီလိုမျိုးခွဲပြီးတော့ကျွန်တော်ကတော့လှုပ်စစ်ချင်တယ်အကောင်းဆုံးကတော့ဗျာကိုယ်ပိုင် brand တစ်ခုအနေနဲ့ Facebook ပေါ်မှာရက်တည်ဖို့ကျွန်တော်ကတော့အကြံပေးတယ်ဥပမာကျွန်တော်ရဲ့ဗီဒီယိုဗျာကျွန်တော်ဗီဒီယိုကိုမကြည့်ဘဲနဲ့ကျွန်တော်ရဲ့အတန်ကြားတာနဲ့ကျွန်တော်ကဘာလုပ်တက်လဲဆိုတာကိုသိနေအောင်လုပ်ဖို့လိုတယ်ဥပမာကျွန်တော်ရဲ့မိတ်ဆွေရဲ့ဘေးနားမှာတငယ်ချင်းတယောက်ကဘေးဖုံးပို့ကြည့်နေတယ်သူပို့ကြည့်တဲ့အထက်မှာကျွန်တော်ရဲ့အတန်ကြားတာမိတ်ဆွေကဒီဘက်ကသိတာလေဒီညီလေးကငါသိတယ်ဒီညီလေးကအနည်းပညာသိုးစားလေးတွေမျှဝေတဲ့ညီလေးဒီညီလေးကငါသိတယ်ဆိုဒီလိုမျိုးသိနေအောင်လုပ်ဖို့လိုတယ်ကျွန်တော်တို့က brand တစ်ခုအနေနဲ့ရက်တည်ဖို့ပဲကျွန်တော်ကတော့အကြံပေးတယ်ဒါပေမဲ့တန်လန်းနဲ့သွားရမယ်လို့တော့ပြောတာမဟုတ်ဘူးเนาะအခုဆိုရင်ကျွန်တော်ဆိုရင်နည်းပညာနဲ့ပတ်သက်တဲ့ sharing knowledge video လေးတွေဆိုရင်အကောက်က2ခုတင်တယ်ပေက3ခုတင်တယ်5ခုကဒါနည်းပညာနဲ့ပတ်သက်တဲ့ဘန်းကိုဒါကျွန်တော်သွားတယ်ဟိုဘက်က reaction video ရန်ဖာရန်ခါလေးတွေရှိတယ်ဗျာဟာသားလေးတွေဒါမျိုးလေးတွေကတော့ပတ်စံရတဲ့ချိန်တော့ယူတယ်မရတဲ့ချိန်ကျရင်တော့လှုပ်ပြလိုက်ပါတော့နောက်တစ်ခုသုံးဒီလိုမျိုးလေးတွေကျွန်တော် subscribe ဘတ်နေနဲ့ခွဲပြီးတော့အသုံးပြုတယ်ဒါကြောင့်ကျွန်တော်ဖြည့်ပေးလိုက်တာပေါ့နော် reaction video တွေကတော့ရေရှည်တော့ကတော့အဆင်မပြေပါဘူးတနေ့မဟုတ်တနေ့တော့မြောင်းတဲ့ကိုရောက်ပါတယ်ပေါ့နော်အမြဲတမ်းကြီးရောโอเคပါဘူးအကောင်းဆုံးကတော့ကိုပိုင်ဗီဒီယိုလေးတွေဖန်တီးပြီးတော့ဒါဒီလိုမျိုးလေးတွေပေါ့နော်ကိုသိအောင်ကျွန်တော်တို့က brand တစ်ခုအနေနဲ့ပဲရက်တည်ဖို့ဒါကျွန်တော်ကတော့အကြံပေးတယ်အခုလိုမျိုးကျွန်တော်ပြောလို့ပေါ့နော် reaction video တွေဖန်တီးခြင်းနဲ့ဆိုတော့ဖန်တီးလုံးဝတော့မမျောလင့်ထားနဲ့တချို့ဆိုရင်အလုပ်တွေကထွက်ပြီးတော့ဒီလိုမျိုးကြီးလာဖို့မမျောလင့်ထားနဲ့เนาะကျွန်တော်တို့ကိုကြည့်ပြီးတော့လည်းအားမကျနဲ့ကျွန်တော်တို့တွေကသိလို့တက်လို့တော့မဟုတ်ဘူးကျွန်တော်တို့ကဒီပေါ်မှာရက်တည်လာတာတန်နေ2နှစ်4 5 6နှစ်အဲ့လောက်မကဘူးเนาะကျွန်တော်တို့တွေက10နှစ်တန်း15နှစ်တန်းကရှိပြီပေါ့เนาะFacebook ပေါ်ကရက်တည်လာတာပေါ့เนาะYouTube ပေါ်ကရက်တည်လာတာပေါ့เนาะ Facebook ပေါ်ကကျွန်တော်တို့ရက်တည်တာမကြသေးဘူး6နှစ်9နှစ်ဒီလောက်ပဲရှိသေးတယ် Facebook ကပတ်သက်ရှာတဲ့တာဆိုရင်ကျွန်တော်မှအကြိုက်မဟုတ်သေးဘူး6နှစ်9နှစ်ဒီလောက်ပဲရှိသေးတယ် YouTube ကတော့ကြာပြီပေါ့เนาะ YouTube ကတော့13နှစ်14နှစ်တန်းကဖြစ်လာပြီဒါလို့ share အနေနဲ့မျှဝေပေးတာပေါ့เนาะလုံးဝကိုကဒီပေါ်ကလုံးဝအခြေချမယ်ရက်တည်မယ်ဆိုပြီးတော့အလုတ်ထွက်အကန်ထွက်ဒီလိုမျိုးတော့မရက်တည်ပါနဲ့အလုတ်လေးလည်းလုပ်မယ်အကြံတဲ့ချိန်လေးမှာဝါသနာပါလေးတွေလုပ်ရင်းနဲ့ပဲရက်တည်ဖို့အကြံပေးတယ်ကိုအတွက် personal brand အနေနဲ့တိစောက်တဲ့အကောင့်တွေ page တွေကိုလည်းရှိမယ်စပီယာဖန်အနေနဲ့ငွေရှာဖို့ပေါ့နော်ဒါမျိုးလေး page တွေခွဲပြီးတော့လုပ်ပါလို့အကြံပေးပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ reaction video တွေကတော့ရေရှည်အတွက်အဆင်ပြေဘူးဆိုတာလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်